ကဲအားလုံးပဲကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ survival world ကိုကျွန်တော်တကယ်ဆော့တော့မှာဖြစ်ပါတယ်အရင်နေ့တွေကတော့ဆော့မယ်ဆိုပြီးကျွန်တော်မဆော့ခဲ့ပါဘူးကျွန်တော်အခုဒီဗီဒီယိုမှာတော့ကျွန်တော်စူပါမန်အနေဖြင့်ကျွန်တော်ဆော့မှာဖြစ်ပါတယ်ကျွန်တော်မူတွေတခြားဘက်တွေအကုန်လုံးကိုလည်းကျွန်တော်တွေးထားပါတယ်ဒါကြောင့်မို့ကျွန်တော်ဆော့ပါတော့ရင်ကဲကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ကဲအားလုံးပဲအခုဆိုရင်ကျွန်တော်ဝေါ်တွေကိုရောက်နေဖြစ်ပါတယ်တော့အခုစူပါမန်ကတော့လူတွေကိုမကယ်တဲ့တိုင်းပဲနဲ့ကျွန်တော်တောထဲမှာရောက်နေပါတော့ကျွန်တော်ကြောက်ခက်ကိုရောက်နေပါတော့ဒါကြောင့်မလို့ကျွန်တော်တို့အိုးအာယုံတွေ့ပြီကျွန်တော်တို့ခဏလေးပြကျွန်တော်စတင်လေးချင်းနေဝင်ကဲအခုဆိုရင်ကျွန်တော်ဒီမှာအာယုံကြီးဟိုဟာလေးအများကြီးတွေ့ထားရအောင်ကျွန်တော်အများကြီးတွေ့ထားပြီမဲ့လေတက်တာမရှိတော့ခက်တယ်ဗျတက်တာတွေ့โอเคဒါလေးကိုဆော့ဒီနောက်ကန်ဒီလုံးเนี่ยတော်တော်လေးကိုမိုက်ရဆုံးတိတော့မတူတော့ဘူးအောက်ကြပြီးကြာနေတယ်စူပါမန်ကလီဘော်ပြန်တယ်လို့ကွာလီဘော်ပြန်နေလို့ရှိပြီဟုတ်တယ်ဒီ crafting တွေပဲလုပ်ရင်တော့သဘောတဘာပါအတိုင်းပဲကဲဘယ်လိုပဲတော့ချောင်း stick တွေလို့ဒီနာ stone လေးကိုတူးလိုက် stone ကနည်းနည်းလောက်ပါအများကြီးတော့မလိုပါဘူးကဲညားတော့ဒူးတော့ပါpackage လေးဆောင်းလုပ်လိုက် package ကတော့အဓိကပါပဲအာယုံတွေတူရတယ်အာယုံI like the iron နေကကိုရဲမှာသွားရှာမယ်ဆိုရင်အန်ဒီများကိုရဲမှာဇွန်ဘီ skeleton တွေ creeper ဒီအကောင်ရှိတယ်ဒါကြောင့် T9 ရှိတယ်ဒါကြောင့်လုံးဝမသွားရင်တော့ပါဘူးဘယ်လိုဒီချားကြတာကျွန်တော် audio sound audio နည်းနည်းချဲ့တာအဲကြောင့်အတန်နည်းနည်း sound ကနည်းနည်းကျင်းတယ်ကျွန်တော်လည်းအများရှိပြီလို့လုံးစချက်ပဲ course ဒီလေးတူးတယ်ဒါတူးတယ်ဘာတော့ပါရစပိုင်ကိုဆောင်းရရင်တော့အာယုံကဒီကြပြီစိတ်ထဲမှာဖြစ်နေတယ်ဘုံကြီး record ဖမ်းရတယ်ဒီလိုကစိတ်ကြီးရပါခိုးရတော့လေးယူရမယ်ပြီးအစားအစာလေးကျွန်တော်တိုးလေးဂျန်ဂယ်တိုးရှိတယ်မှာဂျန်ဂယ်အဲ့တိုးလေးကဖျဲကြီးယူစားလို့ရတယ်လောကကြီးကြရကျွန်တော်ထည့်လို့ရတယ်ကျွန်တော်ခဏရင်ကျွန်တော်လုပ်ပြီးသွားတဲ့ခါကျမှထည့်လိုက်ပြီကဲ bro ဒီအချိန်ခဏအတွင်းမှာကျွန်တော်ဘာလုပ်ရခြင်းလဲကြည့်လိုက်ပါနောက်ကျွန်တော် furnace တူလုပ်ပြီးပါပြီကျွန်တော်အာယုန်တွေတူးပြီးပါပြီကျွန်တော်အခုကျွန်တော်ညမိုးချုပ်တော့ပါမယ်ညမိုးချုပ်တော့ပါမယ်ညမိုးချုပ်တော့ပါမယ်ကျွန်တော်နည်းနည်းဝင်နေပါပြီကျွန်တော်အနေများပါပြီ
စားလို့ရှိရင်နာတော့ရင်အရင်ကလည်းရှိခုရရတယ်ဆိုရင်တော့အဆင်ပြေဘူးရလောက်ခဲ့လေဆိုတော့ကျွန်တော်ဒီလိုခေါ်ရဘာညာပေါ့အိုက်ခေါ်ရဘာဝအိုင်ဒီနာမခါမောင်လေးတွေ့လို့မရှိတော့ဘူးကတော့ရမရှိတော့ဘူးမာလီno cows to out there ဒီလိုကျွန်တော်အစာမရတော့ကျွန်တော်စာရင်းစာလေးကျွန်တော်ဘိုက်စာရှောတော့နေရကျွန်တော်ဖြစ်ကျွန်တော်ဆောင်းလေးလေးကျွန်တော်ဖတ်ကြည့်တယ်တောင်းမှတ်လို့ကဲအားလုံးပဲကျွန်တော်တစ်ပြီးတော့ခုတ်ကြပြီနော်လာတော့တော်တော်လေးလိုက်တော်တယ်မကိုဒီကျွန်တော်ထည့်လိုက်မှုကတော့တစ်ပြီးတစ်ခါခုတ်တာနဲ့အကုန်ဒီနှစ်စင်နေဟာအကုန်ဖြစ်တယ်ပေါ့နော်ပစိန်နဲ့ခုတ်ဖို့ကတော့အဓိကအရေးကြီးတယ်ခုတ်တော့ခုတ်တာဘာလို့ကောင်းလဲငါဘာလို့ကောင်းလဲဒီအတိုင်းရှောက်ပြီးဟာကျွန်တော်ကူတဲ့ဘလူးရောက်လာလေတော့မီးပါနဲ့ကူကြီးပြန်ရောက်ခဲ့ပါပြီတော့ဒါတော့ဗီဒီယိုခဏဗီဒီယိုတော့ကြော်ထားတဲ့ဗီဒီယိုလေးပါဟာရှိမစစ်ကလေးတိုင်းဟိမြောင်ပြီးမှရပြီကျွန်တော်ဒီနားမှာနေလို့မရနားမှာနေငါ့ချီနေမကောင်းပြေးဟိုကလည်းအောက်ကလည်းကြောက်ဆောင်နေကျင်းပတ်ပြီးရောက်တော့တောင်းမှုပါပဲစကလေးတွေဝေးနေမှာလည်းတောင်းမင်းငါပဲရှောမှာလာမီးကြီးကမြင်ဝင်ပါလို့ပြီးတောင်းမစကလေးတွေဟာကျန်းကြီးနောက်ကျန်အဲ့မှာကျန်ကြီးသွားယူမယ်နီးပေါင်းကဦးနာဇွန်ဘီဟိုဒီနားမှာတော့ဇွန်ဘီဟိုနားမှာတော့ဇွန်ဘီဒီမှာလည်းခရီပါကြီးနဲ့ဟောင်းကြီးဒုက္ခတော့ရောက်ကုန်ပါလို့ဒီကုန်းပေါ်မှာလေးတက်ပြီးမှရမယ်ပြီးစူပါမင်းတော်မှာပြေးနေရရာကျွန်တော်တို့လုံးဝမလွတ်နိုင်ဘူးကျွန်တော်နီမင်းကြီးနမင်းထွက်ပါတော့နီမင်းကြီးတော့နင်းနေထွက်နေပြီဟာအန်ဒါမန်တော့ဘလို့ခေါ်လဲတီးလားအန်ဒါမန်ကေဟာဒီလိုမှာဆောက်ကတမျိုးလေးပဲပြန်လျှောက်ကြည့်ပဲတခုနဲ့တူညီလိုပဲစိတ်ထဲထင်လို့နေတော့အဆုံးပြီးလာနေပြီပြေးကိုက်ခံနေရလို့တွေးရောနေအစားမရှိဘူးစူပါမင်းလည်းပြေးကွာစူပါမင်းဒါနဲ့ဘာလို့ပြေးနေရလဲဟာကိုမပြစေးသားမိအစာမရှိလို့ပြေးနေရအယုံအပါလို့ဘာလို့ရှိရအစာမရှိဘာမှလုပ်လို့မရမင်းမိုးလင်းဆိုအေးစေးပဲကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်လုပ်ပြသွားလိအားလုံးကတော့ဘာမှအရင်မရအဖက်မရဘူးကျွန်တော်ရှောက်လုပ်ပြတာပဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်အဲ့လိုမျိုးဘာညာပေါ့ကျွန်တော်လုပ်တာပေါ့နည်းဘာညာပေါ့ကျွန်တော်လုပ်တာပေါ့ဒီ warriors နာမည်ကိုကျွန်တော်ဘယ်လိုရင်းကောင်းလဲစဉ်းစားKingdom of Myanmar Kingdom of War လို့ရင်ကောင်းလား Kingdom of Myanmar လို့ရင်ကောင်းလား Kingdom of Myanmar လို့ပဲလုပ်နေမယ်ဗျကျွန်တော်ဒီဘောကိုကျွန်တော်မြန်မာပုံစံလိုမျိုးပဲဆော့မှာပေါ့ဗျကျွန်တော်နောက်ကြရင်ကျွန်တော်မူတွေရှော့ဘက်ဒီကျွန်တော်ရှာထားလိုက်မှာဗျကျွန်တော်တင်ကားကြီးပါညာတင်ကားတော့လုပ်လို့မရဘူးကျွန်တော်ဘာညာပေါ့နောက်ခုကျွန်တော်ခုဒီထဲမှာ link နဲ့ဒီပါရှိမလားမသိဘူးမူထူးလို့ထည့်တာအဲ့ဒါတော်တော်အထင်နေကျွန်တော်ဒါပေမဲ့ပုံမှန်ပါနေ original နဲ့တော့ရှိပါတယ်မရှိတော့လည်းမတက်နိုင်ဘူးဗျာကျွန်တော်နောက်ထပ်မျိုးတစ်ခုတော့ပြန်ထည့်ရမှရမယ်ကျွန်တော်နာမည်ကတော့ JTS လို့ခေါ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်လုပ်ခဲ့တဲ့ဒီဟာလေးကိုပြန်သုံးပြပါမယ်ကျွန်တော်တစ်ကတော့ကျွန်တော်တို့ iron တွေ code တွေတူးခဲ့ပါတယ်နာမည်2ကတော့ကျွန်တော်တို့တမင်ခုတ်တယ်ပြီးတော့ကျွန်တော်ညရုပ်ဖြတ်တန်းခဲ့ပါတယ်နံပါတ်3ကတော့ကျွန်တော်တို့ဒီနေ့ပြန်မှလုံးမှာဖြစ်ပါတယ်ဒီနေ့လုပ်ခဲ့ရမှာမဟုတ်ပါဘူးကဲအားလုံးပဲတက်တာကျွန်တော်နာမည်ကတော့ JTS ပါနောက်ပြီးနေတူကျွန်တော်ကောင်းဆုံးပြန်လာခဲ့ပါမယ်ဒီကျွန်တော်ကြိုးစားပတ်သားလုပ်ထားရတာမဟုတ်လို့ဘလို့ကျွန်တော် subscribe နဲ့ like လေးတွေပေးသွားကြပါဦး subscribe ခုမှလုပ်ပြီးရကွာအတီးတီပါညာနေလုပ်နေရကွာခိုင်းနေသွားလိမ့်ပါဦးကွာဟာ